မုံမောင်ကြနေတဲ့ညကညမှာပေါ့ညာဗဒဲမောင်အဖင်ဘက်ကမိုးဆက်တွေကိုငေးချီရဲငါဘာလို့ဒီလောက်တောင်အတုံးမကြရတာလဲဆိုတဲ့မေးခွန်းကိုကိုမေးပူးပါသလားအခန်းထဲမှာလူတွေရှိနေပေမဲ့လေအထီးကျန်နေတယ်လို့မျိုးအောင်မြင်မှုတွေကကိုယ့်အတွက်မဟုတ်တော့တယ်လို့မျိုးခံစားချက်ကလူတစ်ယောက်ကိုအရှင်လက်လက်မြင်မြုပ်ပြနိုင်ပါတယ်ကျွန်တော်တို့ရဲ့ဇလိုက်မင်းဟာလေဒီလိုပါပဲအလို့မှာအစင်မပြေအချစ်ရေးမှာကန်ခေအိမ်ပြန်လာရင်လဲဘသူကမှရင်မဖွင့်ရတဲ့အခြေအနေမှာသူ့ရဲ့ကဘာကြီးကအယောင်တွေပျောက်ဆုံးပြီးအဖြူအမဲရုပ်ရှင်တစ်ခုလိုခြောက်ကပ်နေခဲ့တာပေါ့စိတ်တကြခြင်းဆိုတာပြိုညံ့ခြင်းမဟုတ်ပါဘူးဒါဟာတင်းအရန်ကြောင်စူးစမ်းခဲ့လို့အရန်ကြောင်တောင့်ခံခဲ့လို့ပင်ပန်းသွားတာပါโอเคဒီနေ့မှာတော့မင်းလိုခံစားနေရတဲ့တင်တို့အတွက်အမောင်ထဲကနေလက်တွဲခေါ်သွားမဲ့ခွန်အားဖြစ်စေမဲ့စကားလုံးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်မင်းကသူ့ရဲ့အားနည်းချက်တွေကိုဖုံးကွယ်ဖို့အမြဲစူးစမ်းခဲ့တာလူရှိမှအစိမ့်ပြေပါတယ်လို့အမြဲပြုံးပြနေတတ်ပေမဲ့အဲ့ဒီအပြုံးထုတွေကသူ့ကိုပိုးပြီးမောဟိုက်စေပါတယ်ဒီနေ့မှာတော့သူ့ရဲ့ငယ်ချင်းတယောက်ကမင်းအဆင်မပြေရင်မပြေဘူးလို့ပြောလို့ရတယ်မင်းကလူသားတယောက်ပဲလीလို့ပြောလိုက်တဲ့အခါမင်းရဲ့ခြင်းထဲကတတိုင်းကြီးပြိုကျသွားပါတယ်ကျွန်တော်တို့လူအဖွဲ့အစည်းမှာအမြဲတာမာနေရမယ်လို့တဲ့ဖိအားတွေကအယမ်းများလွန်ပါတယ်ဒါပေမဲ့ပထမဆုံးခွန်အားဖြစ်စေမယ့်စကားကတော့အစင်မပြေဖြစ်နေတာလေအစင်ပြေပါတယ်ဆိုတဲ့စကားပါပဲတင်ဟာစိတ်ရုပ်မဟုတ်ပဲခံစားချက်ရှိတဲ့လူသားဖြစ်တဲ့အတွက်တခါတလေလဲကြမယ်မိုးကျွေးမယ်ဒါဟာရှုံးနေတာမဟုတ်ပါဘူးပြန်ထဖို့အတွက်အရှိန်ယူနေတာပါမင်းဟာသူ့ရဲ့အတိတ်ကကြာရှုံးမှုတွေကိုပဲထပ်ခါတလဲပြန်တွေးနေမိတာပေါ့ငါအဲ့ဒီတုန်းကသာအမားမလုပ်ခဲ့ရင်ဆိုတဲ့နောင်တလေးကသူ့ကိုရှေ့မဆက်နိုင်အောင်ဆွဲထားပါတယ်ဒါပေမဲ့တခုတော့သတိထားစေချင်ပါတယ်ဗျာကိုအပြစ်တင်နေတဲ့အချိန်မှာကျွန်တော်တို့ဟာကိုယ့်ရဲ့အဆိုးဆုံးဝေဖန်ရေးစရာဖြစ်နေတတ်တာပါတကယ်တော့တင့်ကိုချစ်တဲ့သူတွေကမင်းရှိနေပေးတာနဲ့တင်လုံလောက်ပါသည်လို့တွေးနေတတ်ကြပါတယ်ဒုတိယမြောက်ခွန်အားဖြစ်စေမယ့်စကားကတော့မုံတိုင်းဆိုတာဖြတ်ကျော်ဖို့လာတာနေထိုင်ဖို့လာတာမဟုတ်ဘူးဆိုတာပါပဲအခုတင်ခံစားနေရတဲ့စိတ်ပြတ်အားငယ်မှုတွေဟာအမြဲတမ်းတည်ရှိနေမှာမဟုတ်ပါဘူးဒါဟာအခြေအနေတစ်ခုတာဖြစ်ပြီးတင့်ဘဝရဲ့အဆုံးသတ်မဟုတ်ပါဘူးဗျာကဲနောက်ပိုင်းမှာတော့မင်းဟာချက်ချင်းကြီးကျယ်တဲ့အောင်မြင်မှုတွေရဖို့မကြိုးစားတော့ပါဘူးဒီနေ့အတွက်ပဲအကောင်းဆုံးရှင်သန်မယ်လို့သူဆုံးဖြတ်လိုက်တယ်မနက်ခင်းမှာအရာထားတာရေပုံပန်းချူတာအစားထောက်လေးတွေယူဆိုင်တာအဲ့ဒီလိုသေးငယ်တဲ့အလေးချင်းလေးတွေကနေသူစတင်ခဲ့ပါတယ်တတိယမြောက်ခွန်လာဖြစ်စီမဲ့စကားကတော့ပြီးလို့မရရင်လမ်းလျှောက်ပါလမ်းလျှောက်လို့မရရင်တွားသွားပါဘာပဲဖြစ်ဖြစ်ရှေ့ကိုတော့ဆက်သွားပါဆိုတာပါပဲစိတ်ဓာတ်ကြာနေခြင်းမှာကဘာကြီးကိုပြောင်းလဲဖို့မကြိုးစားပါနဲ့အောင်ဒီနေ့အိယာကနေထနိုင်ခဲ့တာဟာကိုကအောင်မြင်မှုတစ်ခုပါကိုအခွင့်အရေးပြန်ပေးဖို့ဘယ်တော့မှနောက်မကြပါဘူးမင်းအတွက်တော့အခုစုအမောင်ထုဟာအပီးတိုင်ပျောက်ကွယ်သွားတာမျိုးမဟုတ်ပဲအမောင်ထဲမှာဘလို့မီးထွန်းရမလဲဆိုတာကိုတက်မြောက်သွားတာပဲဖြစ်ပါတယ်တင်ယူလိုက်ရတဲ့အကြီးမားဆုံးသင်ခန်းစာကတော့ငါရဲ့တန်ဖိုးဟာငါရဲ့အောင်မြင်မှုလေပေါ်မှာမူတည်ရမဟုတ်ပဲငါရဲ့ခံတိုင်းရဲ့ရှိမှုပေါ်မှာပဲမူတည်တယ်ဆိုတာပါပဲငါရှိမှစိတ်ဓာတ်ကျနေတဲ့သူတယောက်ရှိနေရင်ငါဘလို့နှစ်သိမ့်မလဲသူ့ကိုနွိထွေးဖတ်ထားပေးမယ်မင်းအနားမှာငါရှိတယ်လို့ပြောပြမယ်မဟုတ်လားအခုအဲ့ဒီစကားလုံးတွေကိုကိုပြန်ပြောပေးပါတင်ဟာတခြားသူတွေအပေါ်ထားလဲမေတ္တာထပ်မနေကိုအပေါ်မှာလဲကျင့်နာမှုထားရှိသင့်ပါရဲ့ဗျာကဲကျွန်တော်တို့လက်တွေ့ဘဝမှာဘလို့ຢာတွေကိုဂရုစိုက်တင်လဲဆိုတာစပြောကြရအောင်ပထမဆုံးအနေနဲ့စောင့်ရတဲ့ချက်လေးတွေပါကိုပြန်လေဂရုစိုက်ဖို့အချိန်ပေးပါယုံကြည်ရတဲ့သူတယောက်ကိုယဉ်ဖွင့်ပါပြီးတော့တင်းငယ်တဲ့အောင်မြင်မှုလေးတွေကိုလည်းအတိအမှတ်ပြုပေးဖို့မမေ့ပါနဲ့နေကောင်းအောင်အိတ်အာဟာရဖြူအောင်စားဖို့ကလည်းတကယ်ကိုအရေးကြီးပါတယ်ဗျာဒုတိယကတော့ရှောင်ရန်အချက်တွေပေါ့
အမားတစ်ခုအတွက်ကိုအဆုံးမရှိအဖြစ်မတင်ပါနဲ့တော့လူမှုပတ်ဝန်းကျင်ကနေလုံးဝအဆက်အသွယ်ဖြတ်ပြီးအောင်းနေတာမျိုးလဲမလုပ်ပါနဲ့အဆိုးဆုံးကတော့သူတစ်ပါးရဲ့အောင်မြင်မှုနဲ့ကိုယ့်ဘဝကိုနှိုင်းယှဉ်တာပါပဲတတိယပါစိတ်တက်ကြတာဟာပျော့ညံ့တာမဟုတ်ဘူးဆိုတာကိုအမြဲနှလုံးသွင်းထားပေပါ